Bluetooth သွားထုတ်မှာကောင်းတော့လိတ်စိတ်နေတော့သွားရဲပါငန်းတယ်ဒါတော့ချန်ထဲမှာပဲဒါတော့ချန်ရှိဒီလာကပွေးတပရိကနာမီးရတော့လင်းပါတယ်ကွယ်လင်းထိန်ရပဲဒါပေမဲ့လူတယောက်မှမတွေ့တဲ့ခါကျတော့စိတ်ရကြောက်တော့မင်းကြောက်စိတ်ဖြစ်တော်ဒီကားတစ်စီးလေးလာတော့ကားတစ်စီးလေးမလိုက်တော့ပြန်လက်ဆမ်ပြရဲဒါတော့ဒီချန်နောက်ဖက်ချမ်းမှဆိုရင်တားရတယ်လေဒီခါတော့ကြာအင်းရှိပေါ့ဒါချန်ရှိရေကူကန်ရှိတယ်ပြတာရအချန်တဲ့ဝင်မှာချန်ရန်တာရဒီနောက်မှာရောခုအရှိပဲမှာစပင်းလေအမတဘောကြဆိုအပန်းပင်အရင်တဘောကြမွေးအရေးကိုကစန်တဝဝနဲ့ရှောက်လာတာနည်းနည်းတော့ကြချီတော့အခုအရှိမလမ်းမြရတာ Ocean Pro အဲ့ဒီချန်ရဲ့ဟိုးပဲချန်ဆက်တော့လို့ရသေးတယ်ဒါပေမဲ့မိုးကလည်းတော်ညတော်နေပြီဆိုတော့ဒီဘက်ဖြတ်လမ်းပဲသွားလိုက်မယ်ဒီဘက်မှာလည်းကိတ်ရှိတယ်တော်ပါသေးတယ်မှလူတယောက်နဲ့တွေ့ရှိမှာအပြင်ထွက်ဖို့ဒီမှာကပြမှာဟိုမှာတကားရပွင့်ဒါဆိုရင်တို့ရဲ့အိမ်နောက်ဖေးမြောင်းတာရနော်အိုးတကားပွင့်နေတော့ဒါတင်မောလိုက်ဒီတကားရပွင့်သွားလေပွင့်တော့ကိုပဲဂိတ်တကားတော့ပိတ်သွားတယ်နော်လာလည်းမရခုအပြင်ထွက်လေကပ်ပြသေးတယ်ပေါ့နော်ကပ်ပြတဲ့ကပ်ပွင့်ဒီမှာဆိုတော့အဲ့ဒီမီတဒန်းလာအဲ့ဘက်ကနေရှောက်လာလဲရတယ်အဲ့နာနဲ့ဒီဘက်ဂိတ်ကိုဖြတ်ပါနော်ဒီဘက်ဂိတ်ကိုဖြတ်အဲ့ဒီဘက်ချမ်းတောင်ပိုင်းချမ်းအခုဈေးတော်ဝင်မယ့်နေရာကအဲ့ဒီနာတန်လောက်မှဈေးတော်ဝင်မှာဟုတ်ပါဈေးတော်ဝင်မှာမဟုတ်ဘူးပစ္စည်းတော်ထုတ်မှာဒီကနေဖြတ်လန်းသွားလို့ရရင်ကောင်းတယ်နော်အခုကဝိုင်းကြီးပပဒူလေးသွားရောက်မယ်အဲ့ဒီရေရှိတဲ့နေရာဝိုင်းပတ်သွားရအောင်ဟုတ်ကဲ့ဒီမော်ရီပြောစီဒီမော်ရီညဖဲကြတော့ပို့ပြီးတော့ရှိရဘဲမှမသွားကြဘူးနော်ပြန်လာအနာယူချူလူတွေမအိတ်သေးခဲ့ဘာအနာမယူသေးပြတာဒီချင်ကသူတို့မအိတ်သေးလေကိုရီကမအိတ်သေးတာမဆတ်တော့ဆိုင်နေရှိတယ်အရက်ပါးတယ်ဈေးတွေတော့အရန်ကြီးတယ်ပေါ့နော်ကိုရီတော့မထိုင်နိုင်ပါဘူးတော့ဒီဘက်မှာကျတော့လူရှိတယ်မီးရောတအားလာစီဟိုရှိဘက်မှာရလာအရက်ပါတယ်အဲ့ဘက်မှာဆိုရင်ရှိတဲ့မြတ်တိပညာအကုန်လုံးမီဒီရဲ့အချိန်ခံတယ်ကောင်းတပင်လုံးမိုက်နော်မီလေးနာတိပညာအကုန်လုံးမီအချိန်ခံတယ်အရှိဘက်မှာရောရောက်တော့မယ်အဲ့ဒီအဆုံးအထိသွားဟိုတောက်ရောက်လာပါပြီလို့တောက်ရောက်လာပြီကြောက်နေလာတာရောက်ခံနေပြီတောက်ရောက်လာပြီဆိုတော့ကောင်းပြန်လက်တိတ်ဆိတ်နေတာပဲဒီချိန်လေးပဲအေးဟာနေကင်းဆိုအရန်ပူလာဒီချိန်ကအေးနေတာပြီးတော့တိတ်ဆိတ်နေတာဘာတန်းမမီကာတန်းလေးခညာအရင်တော့ဟိုဘက်စကန်လိုက်မှနေတော့တညလုံးပဲကာတန်းလေးမိတာနောက်ကြီးနေတာပဲပြီးတော့မနေ့ဆိုလဲအစောကြီးပဲဆိုင်ကတပုတ်တပတ်နဲ့ဘာတွေမှမသိစောကြီးပဲပြီးတော့ဝက်ရှော့နဲ့နီးရလေအဲ့တော့မနေ့ဆိုအစောကြီးအမလေးကိုတော့မလို့သေးဘူးသူတို့တွေကဈေးတွေပဲခင်းတယ်ဆုံညာဒီမှာကျတော့တိတ်ဆိတ်ဒါအမှန်ဆိုရင်ဟိုဒါနည်းနည်းလေးတွတ်လေးရှောက်လိုက်ပေါ့နော်အသွားပြန်နိုင်ယူဝဲလောက်ပဲကြာတယ်နိုင်ယူဝဲတော့မကြာပါဘူး25မိနစ်20လောက်ပဲကြာမယ်တွတ်လောက်လေးခြေလမ်းခါချဲလေးနဲ့တွတ်လေးသွားရပါခုဗီဒီယိုလေးလည်းရိုက်ရင်းနေပေါ့နော်
ဖြည်းဖြည်းလေးရှောက်လာတာပုံမှန်လေးရှောက်လာတာရောက်တော့မှလမ်းမြင်ရပြီရှေ့အဲ့နေဆိုရောက်ပြီဒါဆိုရင်အရန်လက်ပါလောက်တာနီးရဒီနေရာမှာတက်ကြောက်ပါပြီဒီနေရာမှာတက်လမ်းမြင်ရတဲ့အလင်းရောင်ရှိတယ်အဲ့ဒီဘက်သွားမှာဒါဆိုရင်ရှိမှ7-Elevenလမ်းမြင်ရပြီပစ္စည်းထောက်တဲ့နေရာ7-Elevenရောက်ပါပြီပစ္စည်းထောက်တဲ့နေရာဒီမှာကိုငါကုန်းတိကိုလေးကိုငါတဲ့ကိုလေးနေငါတဲ့ရပါပြီစေးရင်ကြည့်တယ်လားမင်းနဲ့အပေါ်တက်ကြည့်လားဟိုလာတကယ်တော့ဟိုခြေတော့မြင်မြင်တက်တက်လေးပဲလမ်းလိုက်တော့မယ် bye bye love you